ကြားသေးချင်းသေးတွေကတော့ရမမှုပဲချစ်ခင်ကြရတဲ့ဒီလူသားကဘာတူလဲမျက်မမြင်မိဘနှစ်ပါးအတွက်ကိုယ်ပိုင်ဘဝကိုစွန့်လွတ်ခဲ့တဲ့သားလိမ်ပါမြစ်တာတဲ့အင်အားအကြီးမားဆုံးဖြစ်ခဲ့တဲ့ဒီလူငယ်လေးရဲ့လျှို့ဝှက်ချက်တော်နဲ့ထေကတိဝင်မှုကြောင်းလေးမှာဘာတွေဖြစ်ခဲ့တယ်လဲတာရဲ့ဒရစ်ဆန်တွေကိုမိတာနဲ့အနာယူခဲ့သူဒီဇလန်မှာဘာတွေထူကြမလဲဆိုတာကြည့်လိုက်ကြရအောင်ရှေးလွန်လေပြီးတော့အခါမြတ်စွာဘုရားရှင်လက်ထက်ကသူ့ဝနာတာမှာဟာမျက်မမြင်မိဘများကိုညှက်နိုးစွာပြုစုခြင်းတာယာကြည်နူးပွဲကောင်းလာတော့တောနဲ့တစ်ခုကြီးအလဲမိဂသမတာမြေကမ်းမှာအနီးတွင်တိရွတ်မှုကျောင်းတင်ကန်းလေးတစ်ခုရှိပါသည်ထိုကျောင်းတင်ကန်းလေးထဲတွင်အိုမင်းမစွမ်းဖြစ်ပြီးမျက်စိကွယ်နေချရှာသောဒုကူလနှင့်ပါရိကာဟုအမိရသည့်ရတိလေးမယားနှစ်ပါးမိတင်းနေထိုင်ကြသည်၎င်းတို့ဇနီးမောင်နှံတွင်အလွန်ထူးခြားပြီးရုပ်စင်အင်ကလှပတင့်တယ်လာသောတားရတနာလေးတစ်ပါးရှိပြီးနက်ရွှီအစင်ကဲ့သို့ဝင်းပသောအသားအရည်ရှိခြင်းကြောင့်သူ့ဝနာတာမဟုအမိတွင်ပါသည်သူ့ဝနာတာမသည်ငယ်စဉ်ကတည်းကပင်မိဘနှစ်ပါးအပေါ်တိတက်လွန်းသူကျေစုတိတက်သူလိမ္မာလေးချရှိသောတားကောင်းရတနာလေးဖြစ်သည်မိဘနှစ်ပါးစလုံးမျက်စိကွယ်သွားသည့်အချိန်မှစ၍သူ့ဝနာတာမသည်မိမိ၏ကိုယ်ပိုင်တရားအားထုတ်မှုကိုဘေးဖယ်ထားကမိဘများကိုသာအချိန်ပြည့်စိတ်ရောကိုယ်ပါမျက်နှိုးစွာလှုပ်ကြွေးပြုစုပါတော့သည်နက်နက်မိုးလင်းသည်နှင့်သူ့ဝနာတာမသည်မိဘများမျက်နှာသိရန်တောက်သုံးရန်အတွက်မျက်စိတို့သွားကရေခတ်ပြီးသည်တော်တွင်မှချူမြင်သောတည်တည်ကြီးငယ်တို့ကိုရှာဖွေစုခုကမိဘများစားသုံးနိုင်ရန်အနီးကပ်ပြင်ဆင်ကြွေးမွေးသည်ကျောင်းတင်ကန်းတွင်ရှိအမိုက်တရိုက်များကိုလှည့်ချင်းပြီးသည်မိဘများတတော်တတာရှိစေရန်ခြေလက်များကိုနှိမ့်နေပြီးလိရှိပြီသူ့ဝနာတာမ၏စိတ်နှလုံးသည်သူ့တဘောအပေါ်ညှင်းဆဲလိုစိတ်အလင်းမရှိဘဲခွင့်လူချင်းနှင့်မြစ်တာတတ်ဖြင့်သာပြည့်နေပါသည်သူ၏ကြီးမားလာသောမြစ်တာအရှင်အဝါကြောင့်အံ့ဩစရာကောင်းလာသည်မှာတော်တွင်ရှိကြောက်မက်ဖွယ်ကောင်းသောကြာတိချင်းတိစသည့်တာရီတရိတ်ဆံများသည်ပြီးသူ့ကိုမြင်လေရံမူလူစိတ်များပျောက်ကွယ်သွားကြသည်တမင်တရေအစရှိသောတတ္တဝါလေးများမှာမူသူ့ဝနာတာမှာကိုမိမိတို့၏အပေါင်းအသင်းကဲ့သို့ရင်းနှီးစွာဖြင့်သူ့ဝါလီယာနှုတ်မှာတကောက်ကောက်လိုက်ပါလိရှိကြသည်သူ့ဝနာတာမှာသည်မျက်မမြင်မိဘနှစ်ပါးအားပခုံးပေါ်တွင်ထမ်းပိုးကလူလီတိမရှိပြုစုရင်းတော်တွင်ရှိတတ္တဝါလေးများနှင့်အတူငြိမ်းချမ်းသာယာလာသောဘဝလေးကိုဖြတ်တန်းနေခဲ့ပါသည်မျက်စိမမြင်တဲ့မိဘနှစ်ပါးကိုလှုပ်ကြွေးနေရုံတွေမကပဲတော်ရိုင်းတရိတ်ဆန်တွေကပါဝိုင်းဝန်းကာကွယ်ပေးရတဲ့အထိထူးခြားလွန်းတဲ့ဒီလူသားကြောင့်ကိုသင်ကြားဖို့ပါသလားသူဝနာတာမဤနေ့စဉ်ဝတ်ပြုမှုနှင့်မေတ္တာတရားသူဝနာတာမသည်မျက်စိမမြင်ရှာသောမိဘနှစ်ပါးအားအနီးကပ်ပြုစုဆောက်ရှောက်ရင်းတောတောင်တဘာဝနှင့်တသားသေးနေထိုင်ခဲ့ပါသည်မေတ္တာရည်စဉ်လောင်းလူခြင်းနနက်စောစောအချိန်တွင်မိဘနှစ်ပါးလက်ဆေးရန်နှင့်သုံးဆောင်ရန်အတွက်တန့်ရှင်းသောရည်ကိုရိုသေးစွာလောင်းလူပေးလိရှိသည်တောကောင်လေးများ၏အဖော်ပြု၍သူသည်ရေခတ်သွားရလမ်းတွင်လေတောသားရဲ့တရိษံများ၏ဘီးရန်ကိုမကြောက်ရပဲတမင်လေးများကပင်သူ၏ဘီးမှအေးချမ်းစွာလိုက်ပါလာတတ်ကြပါသည်တစ်တီးရှာဖွေခြင်းသူဝနာတာမသည်တစ်ပင်ပေါ်သို့ကျွမ်းကျင်စွာတက်ရောက်၍မိဘများအတွက်ချိုမြင်သောတစ်တီးကြီးငယ်တို့ကိုခိုးဆွပေးလိရှိပါသည်မိဘဝတ်ကိုဖြည့်ဆည်းခြင်းနေဝင်ရိုးရီအချိန်တွင်မိဘနှစ်ပါးတစ်တီးများနှွာကျွေးခြင်းပြုစုယူရခြင်းတို့ဖြင့်အချိန်ကုန်လွန်စေခဲ့သည်များအစိတ်တင်ပြီးလဲကျသွားတဲ့အချိန်မှာတော့မိမိအတွက်မငိုပဲမိဘနှစ်ပါးအတွက်ပဲပူဆွေးခဲ့တဲ့လူရွယ်တစ်ယောက်ဘာဒီဆက်ဖြစ်လာမလဲကြည့်လိုက်ကြရအောင်